မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အဖေအတွက်လေသူအသီးတွေစားချင်တယ်ပြောလို့အသီးတွေလည်းသွားဝယ်ရင်းနဲ့ကျွန်တော်သားမိတွေလည်းဒွင်းသီးတွေဂုံဆင်းလို့ရတယ်ကျွန်တော်ရဲ့ချစ်ရတဲ့အမအခိုင်တတိပွဲယုံကမခိုင်စီသွားလိုက်ခဲ့ပါရခင်ဗျာမခိုင်ကလေသူ့မောင်တွေပေါ်မှာဘလောက်တောင်ချစ်တယ်လဲဆိုရင်အမသာချိလိုက်တော့ပိုးလိုက်တယ်မိုးလောင်းနဲ့စားကြလို့ရပိုးလိုက်တယ်မိုးလောင်းနဲ့စားကြလို့ရပြီသားရင်ဘူးပါဟေးအလောက်ကြီးကြတော့လေကိုသာကုတ်လိုက်တော့ကဲဒါကတော့ခိုင်တတိပွဲရုံကနေပြီးလက်ဆောင်ပေးလိုက်တဲ့ချောကောတီးရေခွဲနေရဖြစ်ပါတယ်အဖေကိုညပိုင်းကျွေးခြင်းလို့ဖြစ်ပါတယ်ခင်ဗျာခိုင်တတိပွဲရုံကတတိတွေကလေလက်ဆက်ပြီးတော့အရင်လဲချိုပါတယ်အားကြောင့်တတိမင်္ဂလာစေရရင်ဝယ်ပြရဝယ်ပါနော်အခုဆိုရင်တော့17 Pro Max ကိုအပေါင်းသိမလုံးနိုင်လို့ချောကောတီးကိုအပေါင်းသိလောက်မှာဖြစ်ပါတယ်ကျွန်တော်အမမခိုင်ရလေခိုင်တတိပွဲရုံကိုတိတိမင်္ဂလာစေးထဲမှာဖွင့်ထားတာဖြစ်ပါတယ်အားကြောင့်တိတိမင်္ဂလာစေးရောက်တဲ့လို့ရှိရင်အခုလိုမျိုးအရသာရှိပြီးတော့လက်ဆက်တဲ့တတိတွေကိုဖျောက်အားပေးလို့ရပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ကအသီးနဲ့ပတ်သက်ရင်တော့လေခိုင်တတိပွဲရုံကပဲအားပေးပါတယ်ခင်ဗျာအောင်းနေရောပဲနေရောပဲမေကြည့်ကောင်းပူလီစားရရတယ်စားမလားဘူးလေဘယ်ကတော့သွားဦးရကဲအဖေမေတို့တတိကြီးကျွေးပြီးသွားပြီဆိုတော့ဖះကိုလည်းမကတ်ဘူးလားလို့စုခမ်းမှာဆိုလို့မခိုင်ရေးအမှနော်အမပေးထားတဲ့အသီးတွေကိုအမဖះမှာလည်းကတ်ထားပါတယ်ခင်ဗျာအားမလည်းအသီးနှံတွေအများကြီးရောင်းကောင်းပြီးတော့စီးပွားရေးဥစ္စာတွေထက်မကတွတ်တက်ပါစေလို့စုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာခိုင်တတိပွဲရုံကသီးနှံတွေကလေအရန်လက်ဆက်ပြီးတော့အမကြီးတင်မောသီးမှသာကြည့်လိုက်အစီလုံးဝမပါဘူးနော်ပြီးတော့အရသာလည်းအရန်ချိုးတာအရန်စားလို့ကောင်းပါတယ်ခင်ဗျာအဲ့ဒါကြောင့်တိတိမင်္ဂလာဈေးဘက်ကိုရောက်လို့ရှိရင်ခိုင်တတိပွဲရုံဝယ်ပါလို့ပြောချင်ပါတယ်ခိုင်တတိပွဲရုံရောက်ပြီဆိုတော့လေကျွန်တော်ညီကိုနှစ်ယောက်ရဲ့နာမည်ကိုသာပြောလိုက်အမကဈေးတွေ shop ပေးမှာဖြစ်ပါတယ်ခင်ဗျာနေလို့ပဲရသားပါအဖေတော်လေးလေအဲ့ကုန်လဲလိုက်ဟောကုန်းတဲ့လောက်စားပေါ့ခဏနေဇုံးခင်းတောက်လောက်ညဘက်ကိုတင်မောသီးမဲ့ကျွေးတာလေအဖေကဝင်းချုပ်တက်လို့ပါခင်ဗျာဝမ်းနှုတ်ဆေးတွေကကြာတောက်ရင်မကောင်းလို့ဝမ်းနှုတ်ဆေးအကူမီပဲနဲ့အခုလိုအသီးညံလေးတွေကျွေးတဲ့ခါကျတော့ကျမ်းမာရေးလည်းညှို့တာပါခင်ဗျာလေချိုးလာအဖေကိုတစ်ဖက်သက်အဲ့လို queue ဆိုင်နေပြီဆိုရင်မနာလွဲတို့တယောက်ကတော့ရှိကိုရှိပါတယ်နော်အဲ့ဒါကတော့အမေဖြစ်ပါတယ်အဖေတို့လှီးပေးတဲ့ဟာတွေအမကြီးအဲ့လိုလာပြီးတော့လှူစားပါရယ်နော်ကဲကျွန်တော်မိသားစုလေးကိုကြည့်ပြီးတော့ထပ်တူစချမ်းသာပြည့်ရွှင်ရမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်တဲ့ vlog တွေမှာပြန်လည်ဆုံတွေ့ပါအောင်ခင်ဗျာအားလုံးပဲတတာပါ